လမိုင်းရမယ်ကိုဆွဲချနေတဲ့အချက်တစ်ချက်ဟော်လွန်းတဲ့ခွေလူမလေးထောင်လွန်းတဲ့စပသီးနှံမထွားဆိုတဲ့ဆိုရိုးစကားရှိပါတယ်လက်ရှိအချိန်မှာဒီစကားနဲ့ပတ်သက်ပြီးပြင်းမြင်မိတဲ့ကစားသမားကလမိုင်းရမယ်ပါသူကအရွယ်ငငယ်လေးနဲ့အောင်မြင်နေရကနေအဆွဲပေါက်ချင်နေတယ်မာနထောင်လွှားနေတယ်သူ့အထက်မှာဘယ်သူမှမရှိတော့ဘူးဆိုပြီးလှုပ်ချင်ရတယ်လှုပ်နေခဲ့တယ်အခုပဲဘာစီလိုနာနီးပြကြီးဟန်စီဖလက်နဲ့တဲပြီးသွားပြီဖလက်ကသူ့ကိုစူးစမ်းအားထုတ်မှုခံစစ်ကိုညီမှုတွေတိုးတက်ဖို့လိုအပ်ပြီးမာနထောင်လွှားမှုတွေကိုမပြုတ်တင်ကြောင်းမီဒီယာတွေရှေ့မှောက်မှာလူသိရှင်ကြားဝေဖန်မှုအပေါ်လမိုင်းရမယ်ကဒေါသထွက်နေတာပါချက်ချင်းလက်ငင်းအသင်းပြောင်းတော့မလို့သတင်းတွေထွက်ပေါ်လာခဲ့တယ်လက်ရှိအခြေအနေအတိုင်းဆက်သွားမယ်ဆိုရင်ကတာသမားဟာဘာကာကနေထွက်သွားနိုင်ကြောင်းလေသံပစ်ခဲ့တယ်သူဟာဘယ်လကာနိုနဲ့ပွဲစဉ်အပြီးတုန်းကလည်းနီးပြကြီးအပေါ်ကိုဂလန်ကဆန်ပြုတ်လုခဲ့ပါသေးတယ်အဲ့ဒီတုန်းကဖလစ်တာမာနကြောင့်အောင်မြင်မှုဆုံးရှုံးနိုင်ကြောင်းတတိပေးခဲ့ပေမဲ့လမိုင်းရမယ်ကပြီးခဲ့တဲ့နှစ်အချိန်တုန်းကလည်းအချိန်အဟိုမြင့်မကစားနိုင်တာကြောင့်ရလက်ပိုင်းမတည်ငြိမ်တာတွေဖြစ်ကြောင်းလည်းပြန်လည်တုံ့ပြန်ခဲ့ပါတယ်ဆိုလေခြင်းတဲ့သဘောတရားကသူ့အားနည်းချက်တဲ့အသင်းဘော်တွေရဲ့နီးပြရဲ့လိုအပ်ချက်ကြောင့်ပေါ့လမိုင်းရမယ်ဟာမိမကိစ္စမှာလဲကောင်မလေးတွေတယောက်ပြီးတယောက်ထဲလွဲတဲနေပြီးပျက်စီးနေပါပြီမာနာထောင်လာခြင်းမိမလိုက်စားခြင်းတို့ကဘောလုံးသမားတွေအတွက်ပျက်စီးသွားခြင်းလမ်းစာဖြစ်ရာဒီပုံစံအတိုင်းသာဆက်သွားမယ်ဆိုရင်မြင်းကောင်းခွာလိမ့်ဖြစ်သွားနိုင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလဲအားကစားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အဆုံးထိနားဆင်အားပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ